ကျွန်တော်တို့ကဘာတခြားမှာတဘာဝကြီးစီးမြင်တွေကိုချိုးဖောက်နေသလိုဖြစ်နေတဲ့နေရာများရှိပါတယ်။မပြီးဆုံးသလိုဖြစ်နေတဲ့ဖြစ်ရများကနေစိတ်ဝင်စားဖွယ်ထူးဆန်းမှုများအထိသိပ္ပံပညာရှင်တွေတောင်အပြည့်အဝမရှင်းလင်းနိုင်တဲ့နေရာများပါ။ဒီနေရာတွေကတော့ကဘာပေါ်မှာအမိုက်ဆုံးအမှန် mystery ဖြစ်နေတဲ့နေရာတွေပါ။ဒါကတော့ light pillars လို့ခေါ်တဲ့အလင်းတိုင်များဖြစ်ပါတယ်။ကျွန်တော်မြင်ဘူးသမျှထဲမှာအလှဆုံးတချို့ပါ။အိန္ဒိယနိုင်ငံအနောက်ဘက်တောင်တန်းဒေသတစ်ခုမှာတဘာဝစီးမြင်တွေကိုဆန့်ကျင်နေသလိုထင်ရတဲ့ကမ်းပါးတစ်ခုရှိပါတယ်။နာဒါဂတ်ဆိုတဲ့နေရာမှာရေတကွန်ကအမြဲတမ်းအောက်ကိုပဲမကျပါဘူး။တခါတလေတော့ရေကအပေါ်ကိုပြန်ပစ်ထွက်သလိုဖြစ်ပါတယ်။မိုးရသည့်လေတွေတောင်ကြားတဲ့ကိုအားပြင်းစွာတိုက်ခတ်လာတဲ့အခါရေတကွန်ကလေကြောင့်အပေါ်ဘက်ကိုပြန်တက်သွားပြီးအပူရေတကွန်လိုမိုးမွန်တိုင်းတဲ့မှာမိုးမြူတွေပက်ထွက်နေပါတယ်။အဲ့ဒါကိုကြည့်တဲ့သူတွေအတွက်တော့ရေကကောင်းကင်ဘက်ကိုပြန်တက်နေသလိုထင်ရပါတယ်။သိပ္ပံပညာရှင်တွေကတော့အဲ့ဒီအရာကိုအားပြင်းတဲ့လေတဲစီးမှုတွေကြောင့်ဖြစ်တယ်လို့ပြောကြပါတယ်။ဒါပေမဲ့အဲ့ဒီနေရာမှာကိုယ်တိုင်ရေမြူတွေထဲမှာရက်ပြီးရေတကွန်ကအပေါ်ကိုတက်နေသလိုမြင်ရတဲ့အခါအလွန်ထူးဆန်းပြီးကြောက်စရာကောင်းတဲ့ခန်းစားချက်ပေးပါတယ်။2019ခုနှစ်မှာအမေရိကန်နိုင်ငံမင်နီဆိုတာပြည်နယ်ဝင်းစတက်အနီးကလူတွေကောင်းကင်ကိုကြည့်ပြီးအံ့အားသွားခဲ့ကြပါတယ်။ညဘက်ကောင်းကင်မှာမြေပြင်ကနေကောင်းကင်ဒီတက်နေတဲ့အလင်းတိုင်ကြီးတွေပေါ်လာခဲ့ပါတယ်။ဒီဖြစ်ရပ်ကို light pillars လို့ခေါ်ပါတယ်။ဒါကသဘာဝလွန်ဖြစ်ရပ်လို့ထင်ရပြီမဲ့အကြောင်းရင်းကလည်းအံ့ဩစရာပါပဲ။လေထဲမှာမမြင်နိုင်လောက်သေးငယ်တွေပြားပြားပန်းစံရေကိုက်ခရစ္စတယ်လေးတွေရှိပါတယ်။မြေပြင်ကအလင်းတွေအဲ့ဒီခရစ္စတယ်တွေပေါ်ပြန်ထိတဲ့အခါအလင်းတိုင်ကြီးတွေလိုမြင်ရတာပါ။ Devil's Eye တရုတ်နိုင်ငံချင်းဟိုင်တောင်တန်းဒေသတစ်ခုမှာအပေါ်ကနေကြည့်လိုက်အလွန်ထူးဆန်းတဲ့စမ်းရည်တစ်ခုရှိပါတယ်။လူတွေကအဲ့ဒါကို Devil's Eye လို့ခေါ်ကြပါတယ်။ပထမမြင်တဲ့အခါလှပတဲ့တဘာဝအလှတရားတစ်ခုလို့ထင်ရပါတယ်။ဒါပေမဲ့နီးလာလေးပိုးပြီးကြောက်စရာကောင်းလာပါတယ်။အဲ့ဒီစမ်းရည်တွေမှာဆာလဖာအယမ်းများပြီးအစိတ်ထက်ပါတဲ့အစိတ်တွေထွက်နေပါတယ်။အနီးနားမှာအပင်တောင်မပေါက်ပါဘူး။တရိษံတွေတောင်နီးမလာကြပါဘူး။သိပ္ပံပညာရှင်တွေကတော့အဲ့ဒီအယောင်ထူးခြားမှုတွေဟာဆာလဖာမြောင်းမှုကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီနေရာကအလွန်ထူးဆန်းလွန်းတာကြောင့် Devil's Eye ဆိုတဲ့နာမည်ကပဲကြန့်ရှိနေပါတယ်။ Catatumbo Lightning ဗင်နီဇွေလားနိုင်ငံ Lake Maracaibo အနီးမှာမဆုံးနိုင်တဲ့မိုးကြိုးပြစ်မှုတစ်ခုရှိပါတယ်။ဒေသခံတွေကဒါကို Catatumbo Lightning လို့ခေါ်ကြပါတယ်။ညတိုင်းမိုးကြိုးတွေများစွာပြစ်နေကြပါတယ်။တစ်ချက်နှစ်ချက်မဟုတ်ပါဘူး။နာရီများစွာဆက်တိုက်ပြစ်နေပြီးလများစွာတော့ဆက်ဖြစ်နိုင်ပါတယ်။ Atlantis in Sahara ဆာဟာရာတဲခန်းတာတဲ့အလယ်မှာအရန်ကြီးတဲ့ဝိုင်းဝိုင်းပုံတဘာဝဖွဲ့စည်းမှုတစ်ခုရှိပါတယ်။ဒါကို Richard Structure ဒါမှမဟုတ် Eye of the Sahara လို့ခေါ်ပါတယ်။အာကသက်ကနေတော့မြင်နိုင်ပါတယ်။တချို့လူတွေကတော့ဒါဟာ Atlantis မြို့ပျောက်ဆုံးနေရာဖြစ်နိုင်တယ်လို့ယုံကြည်ကြပါတယ်။အပေါ်ကနေကြည့်လိုက်ရင်ကောင်းကင်ကိုကြည့်နေတဲ့မျက်လုံးကြီးလိုပဲမြင်ရပါတယ်။ Devil's Kettle အမေရိကန်မင်နီဆိုတာပြည်နယ်မှာလူတွေကိုအံ့အားသွားစေတဲ့ရေတကွန်းတစ်ခုရှိပါတယ်။ဒါကို Devil's Kettle လို့ခေါ်ပါတယ်။ Blue River ရဲ့ရေတဝက်ကထွင်းကြီးထဲကိုဝင်ပြီးပျောက်သွားပါတယ်။အဲ့ဒီရေတွေဘယ်ကိုသွားသလဲဆိုတာနှစ်ပေါင်းများစွာမသိခဲ့ကြပါဘူး။နောက်ပိုင်းလေ့လာမှုတွေကတော့အဲ့ဒီရေကနည်းနည်းအောက်ဘက်မှာမြစ်ထဲကိုပြန်ဝင်သွားတယ်လို့ပြောပါတယ်။ Deep Spring in France ပြင်သစ်နိုင်ငံတုံးထဲမြို့မှာအလုံးနဲ့တဲ့စမ်းရေတစ်ခုရှိပါတယ်။ဒါကို Fosse Dion လို့ခေါ်ပါတယ်။အဲ့ဒီရေကဘလောက်နဲ့တလဲဆိုမှယနေ့အထိတိတိကျကျမသိသေးပါဘူး။ Split Rock Saudi Arabia တဲခန်းတာထဲမှာ Al-Nasla Rock ဆိုတဲ့ကြောက်တုံးကြီးရှိပါတယ်။ဒါကအလွန်တိကျတဲ့တန်တန်လိုင်းနဲ့နှစ်ပိုင်းခွဲထားသလိုဖြစ်ပါတယ်။ Crooked Forest ပိုလန်မှာ Crooked Forest ဆိုတဲ့တောတစ်ခုရှိပါတယ်။တစ်ပင်400လောက်ကအောက်ဘက်မှာ90ဒီဂရီလောက်ကွေးနေပါတယ်။ Chocolate Hills ဖိလစ်ပိုင်နိုင်ငံဘိုဟိုမှာ Chocolate Hills ဆိုတဲ့တောင်တန်းများရှိပါတယ်။မိုးမရှိတဲ့ရာသီမှာအညိုရောင်ဟစ်သွားလို့ Chocolate Hills လို့ခေါ်တာပါ။ Taos Ham အမေရိကန်နိုင်ငံ New Mexico Taos မြို့မှာလူတွေကြားရတဲ့ထူးဆန်းတဲ့ ham အတန်ရှိပါတယ်။ဒါပေမဲ့အတန်ရဲ့အရန်မြစ်ကိုယနေ့အထိမရှာနိုင်ခဲ့ပါဘူး။ Plain of Jazz လာအိုနိုင်ငံမှာထူးဆန်းတဲ့ကြောက်အောကြီးတွေရှိတဲ့နေရာရှိပါတယ်။တချို့အော်တွေက30တန်းတဲ့ပိုလေးပါတယ်။ Costa Rica Stone Spheres Costa Rica မှာလုံးဝဝိုင်းဝန်းကြောက်လုံးကြီးတွေရှိပါတယ်။တချို့က15တန်းလောက်လေးပါတယ်။ Moving Stones American Death Valley မှာကြောက်တုံးတွေကကိုယ်တိုင်လှုပ်ရှားနေတယ်လို့ဖြစ်ပါတယ်။နောက်ပိုင်းမှာရေခဲနဲ့လေကြောင့်ဖြစ်တယ်ဆိုတာကိုသိလာခဲ့ကြပါတယ်။ Mount Roraima ဗင်နီဇွဲလားဂါယာနာနဲ့ဘရာဇီးနယ်စပ်မှာ Mount Roraima ဆိုတဲ့တောင်ရှိပါတယ်။ဒါကအပေါ်ဘက်ပြားပြားတောင်ပါ။ Glowworm Caves New Zealand မှာ Waitomo Glowworm Caves ရှိပါတယ်။ထောင်ပေါင်းများစွာသော Glowworms တွေကကောင်းကင်ကျဲတွေလိုတောက်နေကြပါတယ်။ Devil Sea ဂျပန်နိုင်ငံအနီးမှာ Devil Sea ဆိုတဲ့ပင်လယ်ဒေသရှိပါတယ်။လူတွေကဒါကို Pacific Bermuda Triangle လို့လည်းခေါ်ကြပါတယ်။ Bovide Island Bovide Island ဟာကမ္ဘာပေါ်မှာအလွန်အဝေးဆုံးကျွန်းတစ်ခုပါ။ Hobart Meteorite နာမီဘီယာနိုင်ငံမှာ Hobart Meteorite ဆိုတဲ့ကမ္ဘာပေါ်မှာအကြီးဆုံး meteorite ရှိပါတယ်။အလေးချိန်60တန်းလောက်ရှိပါတယ်။ Fairy Circles Namib Desert ထဲမှာ
Fairy Circle ဆိုတဲ့ဝိုင်းဝိုင်းပုံစံတွေရှိပါတယ် Great Blue Hole Belize နိုင်ငံမှာ Great Blue Hole ဆိုတဲ့ပင်လယ်ထဲလုံးဝဝိုင်းကြီးရှိပါတယ်အနက်နားရေပဲကျော်ရှိပါတယ် Rainbow Mountains တရုတ်နိုင်ငံဂန်ဆူးမှာအယောင်ဆုံးတောင်တန်းများရှိပါတယ်ဒါကို Rainbow Mountains လို့ခေါ်ပါတယ်တခါတလေကဘာပေါ်ကနေရာတွေကယုံရခက်လောက်အောင်ထူးဆန်းပြီးအံ့ဩစရာကောင်းပါတယ်ဒါတွေကကဘာကြီးထဲမှာယနေ့အထိမရှင်းလင်းနိုင်သေးတဲ့အကြီးမားဆုံး mystery နေရာတွေပါ